1945 ခုနှစ်ဖေဖော်ဝါရီလဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးလာတဲ့အချိန်ပေါ့ကမ္ဘာခေါင်းဆောင်ကြီးတွေဖြစ်တဲ့ချာချီစတာလင်နဲ့အမေရိကန်သမ္မတဖရန်ကလင်ဒီရူးစဘက်တို့ဟာရော်တာမှာလှုပ်ဝက်တွေ့ဆုံခဲ့ကြတယ်ဒီမှတ်တမ်းဗီဒီယိုကိုသိချကြည့်ပါသမ္မတရူးစဘက်ရဲ့မျက်နှာကိုကြည့်လိုက်ပါသူအရန်ကိုဖြူဖြော်ပြီးပင်ပန်းနေပုံရတယ်ဒီချိန်မှာသူ့ရဲ့သွေးပေါင်ချိန်ဟာဘယ်လောက်ဖြစ်နေလဲသိလားအပေါ်သွေး260အောက်သွေး150ပါပါမယ်လူတယောက်ဆိုရင်ဆေးရုံအရေးပေါ်ကနေရောက်နေရမယ့်အခြေအနေမျိုးပါဒါပေမဲ့အံ့ဩစရာကောင်းတာကသူ့ဘေးမှာကမ္ဘာအတော်ဆုံးဆရာဝန်ကြီးတွေရှိနေရဲ့နဲ့ဘယ်သူမှစိုးရင်ပူပန်တဲ့လက္ခဏာမပြခဲ့ကြဘူးဘာဖြစ်လို့လဲဘာလို့လဲဆိုတော့အဲ့ဒီခေတ်ကဆရာဝန်တွေဟာသွေးတိုးတာကိုယောဂတစ်ခုလို့မသတ်မှတ်ခဲ့ကြလို့ပါပဲလူတွေအသက်ကြီးလာရင်သွေးကြောတွေတက်မာလာပြီးခန္ဓာကိုယ်နဲ့သွေးရအောင်နှလုံးကပိုပြီးအားစိုက်ညှိရတာသဘာဝပဲလို့သူတို့ကယုံကြည်ခဲ့ကြတယ်ဒီကတော့သူတို့မှားနေခဲ့တာပါဒီညီလာခံပြီး2လအကြာမှာပဲသမ္မတရူးစဘက်ဟာသူစာတိုင်ဖတ်နေကြစာဖတ်ခန်းထဲမှာဘောင်းနဲ့အရန်ကြိုက်လာတယ်လို့အော်ပြီးလဲကျသွားခဲ့တယ်သူ့ရဲ့အုံနောက်ထက်ကသွေးကြောတစ်ခုပေါက်ထွက်သွားခဲ့ပါတယ်အဲ့ဒီနေ့ကသူ့ရဲ့သွေးပေါင်ချိန်ဟာ390ထိရောက်နေခဲ့ပါတယ်သူပြန်လို့မလာတော့ပါဘူးကမ္ဘာအင်အားကြီးဆုံးနိုင်ငံရဲ့ခေါင်းဆောင်ကြီးဟာမျက်စိနဲ့မမြင်ရတဲ့လူသက်သမားတယောက်ရဲ့လက်ချက်နဲ့တိတ်ဆိတ်လှုပ်ကြံခံရရတယ်ဒါပေမဲ့မေးစရာတစ်ခုရှိလာတယ်သွေးပေါင်ချိန်တက်လာတဲ့နဲ့မျှခန္ဓာကိုယ်ထဲမှာတကယ်တမ်းဘာတွေဖြစ်နေခဲ့တာလဲခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာမသိခင်သွေးပေါင်ချိန်ဆိုတာဘာလဲဆိုတာကိုအရင်နားလည်ဖို့လိုပါတယ်။သမိုင်းကိုနည်းနည်းပြန်ကြည့်အောင်။လွန်ခဲ့တဲ့နှစ်300ကျော်ကစတီဗန်ဟေးဆိုတဲ့ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးရှိပါတယ်။သူကသိပ္ပံပညာကိုဝါသနာပါတယ်။ဒီနေ့မှာသူကမျက်နှာကောင်ရဲ့သွေးလွတ်ကြောတဲ့ကိုရှည်လျားတဲ့ဖန်ပြွန်တစ်ခုထိုးထည့်လိုက်တယ်။အဲ့ဒီခါဖန်ပြွန်ထဲကိုသွေးတွေက10ပေလောက်ပန့်ထွက်လာတယ်။ဒါဟာသမိုင်းမှာသွေးဖြီအားကိုပထမဆုံးချိန်မျက်မြင်တွေ့ရှိခဲ့တာပါပဲ။စဉ်းစားကြည့်ပါ။ခင်ဗျားရဲ့နှလုံးကတစ်နေ့ကိုအကျဉ်းရ3သိန်းလောက်ခုန်နေတယ်။နှလုံးတစ်ခါညှစ်လိုက်တိုင်းသွေးတွေဟာခင်ဗျားခန္ဓာကိုယ်တွေကသွေးကြောတွေတွေကိုအရှိန်နဲ့ပြေးဝင်သွားတယ်။ဒီသွေးကြောတွေကိုဇက်တိုက်တန်းစီလိုက်ရင်နိုင်ပေါင်း6000ကျော်တိရှိပါတယ်။ကဘာကြီးကို2ပတ်ကျော်ကျော်ပတ်လို့ရတဲ့ရှိပါ။ဒီလောက်ရှည်လျားတဲ့ပိုက်လိုင်းတွေတွေကိုသွေးတွေအမြဲရောက်နေအောင်နှလုံးကအင်မတန်ပြင်းထန်တဲ့တွန်းအားနဲ့ပတ်လုပ်ပေးရပါတယ်။သွေးတွေကသွေးကြောနိုင်ရံတွေကိုသွားပြီးရိုက်ခတ်တဲ့အားအဲ့ဒါကိုသွေးပေါင်ချိန်လို့ခေါ်တာပါ။ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ရဲ့သွေးကြောလေးတွေကရောဘာကြိုးလေးတွေလိုပါပဲ။တုံနိုင်ဆန့်နိုင်ရှိတယ်။ဒါပေမဲ့တစုံတစ်ခုကြောင့်သွေးပေါင်ချိန်ကဇက်တိုက်မြင့်တက်နေပြီဆိုရင်ဘာဖြစ်လာလဲဒီပိုက်ကောင်းကိုဖွင့်ထားတဲ့ဥပမာနဲ့စဉ်းစားကြည့်ပါရေအားကအရမ်းများနေရင်ပိုက်လိုင်းကချက်ချင်းပေါက်ထွက်သွားမလားမပေါက်ပါဘူးဒါပေမဲ့ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုစတင်ဖြစ်ပေါ်လာပါတယ်အဲ့ဒါကဘာလဲဆိုတာသိရင်မိတ်ဆွေအများလန့်သွားပါလိမ့်မယ်သွေးဖြီအားတွေရက်ပိုင်းလပိုင်းနှစ်ပိုင်းချီပြီးဇက်တိုက်များနေတဲ့အခါသွေးကြောနိုင်ရလေးတွေဟာဓာတ်မခံနိုင်တော့ပါဘူးမျက်စိနဲ့မမြင်ရတဲ့အကွက်ကြောင်သေးသေးလေးတွေဟာသွေးကြောနိုင်ရအတွင်းပိုင်းမှာစတင်ဖြစ်ပေါ်လာပါတယ်ဒီချိန်မှာခန္ဓာကိုယ်ကအံ့ဩစရာကောင်းတဲ့ကယ်ဆယ်ရေးစနစ်ကိုစတင်ပါတယ်ပေါက်ပြဲသွားတဲ့သွေးကြောနိုင်ရတွေကိုပါထည့်ဖို့အတွက်သွေးထဲမှာလှည့်လည်နေတဲ့ကိုလက်စထရောလို့ခေါ်တဲ့အဆီတွေကိုဆွဲယူပြီးအင်္ဂလိပ်ကိုင်းသလိုသွားကပ်ပါတယ်အစာပိုင်းမှာတော့ဒါဟာကောင်းတဲ့လုပ်ရက်ပါဒါပေမဲ့သွေးဖြီအားကဆက်များနေတော့မှဆိုရင်ခန္ဓာကိုယ်ကလည်းအဆီတွေကိုစက်တိုက်ပို့ပြီးဖာထေးပါတော့တယ်ကြာလာတဲ့အခါအဲ့ဒီအဆီဘက်တွေဟာသွေးကြောထဲမှာအဖုအကျိတ်တွေလိုကြီးလာပါတယ်လမ်းကျဉ်သွားတဲ့အတွက်နှလုံးကပို့ပြီးအားဆိုင်ညှစ်ရပြန်တယ်သွေးဖြီအားကထက်တက်လာတယ်အကွက်ကြောင်းတွေထက်ဖြစ်တယ်အစီတွေထက်ပိတ်တယ်ဒါဟာသေမင်းစီကိုသွားနေတဲ့တန်တရားဆက်ကွန်း vicious cycle တစ်ခုပါပဲအဆိုးဆုံးကဘာလဲသိလားဒီလိုမျိုးသွေးကြောတွေ90ရာခိုင်နှုန်းလောက်ပိတ်ဆို့သွားတဲ့အထိခန္ဓာကိုယ်ထဲမှာချိန်ကိုက်ပုံးတစ်လုံးတက်ဆင်နေတဲ့အချိန်အထိခင်ဗျားဟာဘာနာကျင်မှုဘာလက္ခဏာကိုမှခံစားရမှာမဟုတ်ပါဘူးလူတော်တော်များများကထင်ကြတယ်ငါစက်ကြောတွေတက်နေတယ်ခေါင်းတွေကိုက်နေတယ်သွေးတိုးနေပြီးထင်တယ်တဲ့ဒါပေမဲ့အဲ့ဒီအယူဆဟာဆေးပညာလောကမှာသတိထားရမယ့်အမြင်မှားတစ်ခုဆိုတာခင်ဗျားသိပါသလားလူတွေယုံကြည်ထားတာတခုရှိတယ်။သွေးတိုးရင်ဇက်ကြောတက်မယ်၊ခေါင်းကိုက်မယ်ဆိုတာပါပဲ။တကယ်တော့90ရာခိုင်နှုန်းသောအခြေအနေတွေမှာသွေးတိုးယောဂဟာဘာလက္ခဏာမှမပြပါဘူး။အလွတ်လောက်တာများလို့လူမှုတာကြည့်တာများလို့ကြွက်သားတွေညောင်းညာပြီးဇက်ကြောတက်တာကိုသွေးတိုးတယ်လို့လွဲမှားပြီးထင်နေတတ်ကြပါတယ်။ဒါပေမဲ့ချွတ်ချက်တစ်ခုတော့ရှိပါတယ်။ခင်ဗျားရဲ့သွေးပေါင်ချိန်က180 200အထိအလွန်မြင့်တက်သွားတဲ့ဆိုးရတဲ့အခြေအနေရောက်သွားပြီဆိုရင်တော့ပြင်းထန်တဲ့ခေါင်းကိုက်တာဇက်ကြောတက်တာနှာခေါင်းသွေးယိုတာတွေတကယ်ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလက္ခဏာပြတဲ့အထိစောင့်နေမယ်ဆိုရင်တော့ခင်ဗျားရဲ့ခန္ဓာကိုယ်တွေကဘုံကပေါက်ကွဲဖို့စက္ကန့်ပိုင်းပဲလိုတော့တဲ့အခြေအနေဖြစ်နေပါပြီ။ဘုံနောက်ဟာခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကိုလိုက်ရောညီတွေဖြစ်အောင်လုပ်တဲ့နေရာမှာဆရာတဆူပါ။သွေးပေါင်ချိန်ကဖြည်းဖြည်းချင်းတက်လာတဲ့အခါဘုံနောက်ကဒါကိုပုံမှန်အခြေအနေလို့မှတ်ယူသွားပါတယ်။ဒါကြောင့်ခင်ဗျားကိုနာကျင်မှုတွေမပို့တော့ပါဘူး။ခင်ဗျားနေတဲ့အလုပ်သွားနေမယ်၊ဂျယ်မောနေမယ်။ဒါပေမဲ့ခင်ဗျားရဲ့သွေးကြောတွေထဲမှာတော့ပီအာတွေကပေါက်ကွဲထက်ကနေမိတောင်တစ်ခုလိုစူပွက်နေပါပြီ။ပြီးတော့ဒီနေ့ရုပ်တရက်သွေးကြောတွေကအစီပန်လေးပေါက်ကွဲထွက်သွားပါတယ်
ခန္ဓာကိုယ်ကအနာဖြစ်တဲ့တင်ပြီးသွေးတွေကိုချက်ချင်းခဲပစ်လိုက်တယ်အဲ့ဒီသွေးခဲဟာသွေးကြောကိုလုံးဝပိတ်ဆို့သွားစေပါတယ်အဲ့ဒီပိတ်ဆို့သွားတဲ့နေရာဟာနှလုံးမှာဆိုရင် heart attack နှလုံးသွေးကြောပိတ်ခြင်းလို့ခေါ်ပါတယ်အဲ့ဒီနေရာဟာအုံနောက်မှာဆိုရင်တော့သမရ use ပဲဖြစ်ခဲ့တယ်လို့ပဲ stroke ပြင်ဖြတ်ခြင်းလို့ခေါ်ပါတယ်လက္ခဏာမပြဘဲနေတာဟာသွေးတိုးယောဂရဲ့အကြီးမားဆုံးလက်နက်ပါပဲဒါဆိုငါတို့ကအသက်30 40ပဲရှိသေးတယ်ဒါကလူကြီးတွေမှာဖြစ်တာမဟုတ်ဘူးလားလို့မေးစရာရှိလာပါတယ်အဖြေကတော့ခင်ဗျားထင်ထားတဲ့အခြေအနေကပိုဆိုးနေပါတယ်လွန်ခဲ့တဲ့အနှစ်50ကဆိုရင်သွေးတိုးဆိုတာအသက်50ကျော်လူကြီးတွေရဲ့ယောဂပါဒါပေမဲ့ဒီနေ့ခေတ်ဆေးရုံတွေမှာလေဖြတ်လို့ရောက်လာတဲ့အသက်20 30အရွယ်လူငယ်တွေကိုအများကြီးတွေ့လာရပါတယ်။အားကြောင့်လဲအဓိကအကြောင်းရင်း၄ခုရှိပါတယ်။ပထမတစ်ခုကမျိုးရိုးဗီဇနဲ့အသက်အရွယ်ပါ။မိဘတွေမှာသွေးတိုးရှိတာဒါမှမဟုတ်အသက်ကြီးလာတာနဲ့သွေးကြောတွေကျုံနိုင်ဆန့်နိုင်စံတဘာဝအရာကြာဆင်းလာတာတွေဟာရှောင်လွှဲလို့မရတဲ့အချက်တွေပါ။ဒါပေမဲ့ရှောင်လွှဲလို့ရရက်နဲ့ကျွန်တော်တို့ကိုဒုက္ခပေးနေတဲ့အချက်တွေရှိသေးတယ်။ဒုတိယချက်ကအစားအသောက်စူပါမားကတ်တွေကနေဝယ်စားတဲ့အသင်စားအစားအစာတိုင်းစီသွေးဘူးတိုင်းမှာဆိုဒီယမ်လို့ခေါ်တဲ့အစားဓာတ်တွေအစမတန်ပါဝင်နေပါတယ်ဒီဆိုဒီယမ်တွေသွေးထဲရောက်တဲ့အခါဒီတွေကိုဆွဲယူထားလိုက်တဲ့အတွက်သွေးတူးတယ်များလာပြီးသွေးဖိအားကိုတိုင်းခနဲ့တက်သွားစေပါတယ်တတိယအချက်ကလှုပ်ရှားမှုမရှိခြင်းကျွန်တော်တို့ဟာလူသားသမိုင်းတစ်လျှောက်လုံးမှာထိုင်ကုန်ပေါ်အများဆုံးထိုင်နေတဲ့မျိုးဆက်ပါနောက်ဆုံးသတုထအချက်ကတော့ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုပါပဲသူတည်သနာတွေအရစိတ်ဖိစီးမှုတက်တက်ကနာတာရှည်သွေးတိုးကိုဓာတ်ရိုက်ကြီးဖြစ်စေတာတော့မဟုတ်ပါဘူးဒါပေမဲ့စိတ်ဖိစီးလာတဲ့အခါခန္ဓာကိုယ်ကအဒရီနယ်လင်းနဲ့ကော်တီဇောဟော်မုန်းတွေထုတ်ပြီးသွေးပေါင်ခြင်းကိုယာယီထိုးတက်စေပါတယ်။ပိုဆိုးတာကဘာလဲသိလား။စိတ်ရှုပ်တာရင်လူတွေကအေးရေးပြတ်တယ်။အစားအသောက်တွေပုံစံပြတ်ပြီးပိုစားမိတယ်။အရက်တွေဆေးလိပ်တွေပိုတောက်မိတယ်။အဲ့ဒီကနေတစ်ဆင့်သွေးတိုးယောဂစီကိုအလိုလိုတွန်းပို့ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။ခန္ဓာကိုယ်ကအန္တရာယ်ရှိတယ်လို့ထင်ပြီးသွေးပေါင်ခြင်းကိုအမြဲတမ်းတင်ထားပေးလိုက်တယ်။ကျွန်တော်တို့ဟာအပြင်ဘက်မှာငြိမ်ငြိမ်လေးထိုင်နေပေမဲ့ခန္ဓာကိုယ်အတွင်းထဲမှာတော့နေ့စဉ်နဲ့အမျှဆေးပွဲကြီးတစ်ခုဆင်နွှဲနေရတယ်လို့ပါပဲ။သမ္မတရူးစဘတ်ရဲ့ခေတ်ကနေဒီနေ့ခေတ်အထိပြန်တွေးကြည့်ရင်စိတ်ပညာအများကြီးတိုးတက်လာခဲ့ပါပြီ။အခုဆိုရင်သွေးပေါင်ကြီးကျစေတဲ့သွေးကြစေတွေကအင်မတန်အစွမ်းထက်ပြီးလုံခြုံစိတ်ချရနေပါပြီ။ဒါပေမဲ့စိတ်ပညာဘလောက်ကောင်းကောင်းခမားကိုယ်တိုင်ကယောဂရှိနေမှမသိရင်ဘာမှအသုံးမဝင်ပါဘူး။ဒီလိုယောဂရဲ့လက္ခဏာမပြခြင်းဆိုတဲ့အကြီးမားဆုံးလက်နက်ကိုအနိုင်ယူဖို့နည်းလမ်းကတစ်ခုတည်းပဲရှိပါတယ်။အဲ့ဒါကတော့တိုင်းတာခြင်းပါပဲ။လက္ခဏာပြလာမဲ့အချိန်ကိုမစောင့်ပါနဲ့။ခမားအိမ်မှာသွေးပေါင်ကြီးတိုင်းစက်တစ်လုံးထားပါ။ခမားရဲ့မိဘတွေကိုတိုင်းပါကိုယ်တိုင်လည်းတိုင်းပါခမရရဲ့ကဏ္ဍတွေကိုခမရသိနေဖို့လိုပါတယ်အပေါ်သွေး120အောက်သွေး80ဆိုတာပုံမှန်ပါပဲ130 80ကိုကျော်လာပြီဆိုရင်တော့ခမရရဲ့သွေးကြောတွေထဲမှာမျက်စိနဲ့မမြင်ရတဲ့လူသက်သမားဟာအလုတ်ဆလုပ်နေပြီဆိုတာသတိထားပါသူကခမရကိုကြိုတင်အသိပေးမှာမဟုတ်ဘူးသူကစူးညံနေမှာမဟုတ်ဘူးဒါပေမဲ့သူကအမြဲတမ်းစောင့်ကြည့်နေပါတယ်ခမရရောသူ့ကိုပြန်စောင့်ကြည့်ဖို့အစဉ်အဆက်ဖြစ်ပြီလားဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာဒီအကြောင်းအရာလေးတွေဟာမိတ်ဆွေတွေတန်ဖိုးရှိမယ်ဆိုရင်ခင်ဗျားချစ်ရခင်ရတဲ့သူတွေကိုလည်းဝေမျှပေးလိုက်ပါနော်။တခြားသိကျင်တဲ့ဆေးပညာအကြောင်းအရာလေးတွေကိုလည်းကွန်မန့်မှာမေးမြန်းနိုင်ပါတယ်ဗျာ။အခုလိုဆေးပညာနဲ့ပတ်သက်တဲ့နှုတ်ဝက်ချက်နဲ့ဘူးတုတလေးတွေကိုအပတ်စဉ်ဗိုလ်တော်ဟူးနဲ့တနင်္ဂနွေည8:00 နာရီတိုင်းမှာပုံမှန်တင်ဆက်ပေးနေပါတယ်ဗျာ။လက်မလို့ရလေအောင် Vital Supplement Channel လေးကို Subscribe လုပ်ထားလိုက်ပါနော်။ Good night ပါခင်ဗျာ။